မြင်တွေ့နေရတဲ့သူကတော့ဖာကျန်ချီယန်လို့ခေါ်တဲ့ထိုင်းနိုင်ငံကနာမည်ကြီးတဲ့ခလန်းဆရာကြီးတယောက်ပဲဖြစ်ပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့လူပညာရှင်တွေဒီစီးပွားရေးသမားတွေကအစပါတော့ဒီဆရာကြီးကိုအားလုံးကယုံကြည်အားကိုးကြတယ်လို့လည်းသိရပါတယ်။ဖာကျန်ချီယန်လို့မြင်ရတဲ့ခလန်းဆရာကြီးရဲ့အဖိုးအဖွားအဖေတွေကအစထလန်းဆရာသမားတွေဖြစ်တယ်လို့လည်းသိရပါတယ်။ထလန်းဆရာမျိုးရိုးဆိုပေမဲ့ငငယ်ကဒီပညာရက်တွေကိုယုံကြည်တတ်ဝင်တဲ့သူတယောက်တော့မဟုတ်ဘူးလို့လည်းဆိုပါတယ်။တချို့လဲသူငငယ်ကသူ့အဖေစီကိုလာရောက်ပြီးတော့ဂမ်ဘီယာနယ်ပယ်မှာအရန်ကုန်မှာနာမည်ကြီးရဲ့ရသေးကြီးတွေရဲ့ပုံတူရုပ်ထုတွေကိုလာပြီးတော့လောက်ခိုင်းတာတွေကိုတွေ့ရတယ်ပေါ့နော်။အဲ့ဒီခါမှာဆိုလို့ရှိရင်ဆရာကြီးဖတ်ကျန်ထီယန်ရဲ့အဖေကကျွတ်တွေကိုတိတ်တိတ်ကြကြစီးပိုင်အောင်လုပ်ပြီးတော့ပေါ့နော်အခုမြင်တွေ့နေရတဲ့ရသေးကြီးတွေရဲ့ပုံတူရုပ်ထုတေးလေးတွေကိုလုပ်တယ်လုပ်ပြီးသွားတဲ့အခါကျတော့တိတ်တိတ်ကြကြဒါရမန်တွေနဲ့မန်းပုတ်ပြီးတော့ပေါ့နော်လာလောက်ခိုင်းတဲ့သူတွေကိုပေးလိုက်တာတွေကိုလည်းတွေ့ရတယ်တဲ့ဒီလိုမျိုးကိစ္စတွေကိုမယုံကြည်တဲ့လူငယ်တယောက်အနေနဲ့ပေါ့နော်ဒီနေ့မှာတော့ထလန်းဆရာသမားတယောက်ဖြစ်ဖို့အကြောင်းကခံလာတယ်တဲ့ဒီနေ့မှာတော့ထလန်းဆရာကြီးဖတ်ကြံချီရန်ကားတဲ့သူ့အဖေတိတ်တိတ်ဆက်ချလောက်ထားတဲ့ရွှွန့်တွေကိုသူဖိုးယူပြီးတော့ရတရုပ်တရုပ်ကိုသူလောက်လိုက်တယ်လောက်ပြီးသွားတဲ့ရတရုပ်ကိုသူ့အဖေမြန်မာစိုးလို့ဆိုပြီးတော့သူအိတ်တဲ့အခန်းထဲမှာထည့်ပြီးတော့သူတိတ်ထားလိုက်တယ်ပေါ့နော်ပုံသူရတရုပ်လေးကိုလောက်ပြီးတော့တိတ်ထားတဲ့ညမှာပဲပေါ့နော်ထူးဆန်းမှုတွေနဲ့သူကြုံတွေ့ရတယ်လို့လည်းဆိုပါတယ်တညာလုံးအဖျားတွေသူတက်တာပေါ့နော်အဖျားတွေတက်ပြီးတော့တရက်တစ်စင်ဝင်ဘူးကတ်တလုံးမျိုးကြောင်ကတန်းတွေသူပြောတယ်ပြီးတော့သူမျက်လုံးထဲမှာလည်းပေါ့နော်အလိုမှကြောက်စရာကောင်းတယ်တရက်တစ်စင်တစ်ပတ်တွေကိုသူမြင်ပြီးတော့အဲ့ဒီအခန်းထဲမှာပတ်ပြီးတော့သူပြေးနေတာပေါ့နော်အဲ့ဒီခါမှာအဖြစ်ဖြစ်တဲ့သူရောက်လာပြီးတော့တိတ်တိတ်ဆက်ဆက်ရင်းနေလဲပေါ့နော်ကာရမန်ဒီမန်ပုတ်ပြီးတော့သူ့ကိုပတ်ဖြန်းလိုက်တယ်တဲ့အဲ့လိုပတ်ဖြန်းလိုက်တဲ့အချိန်မှာယူပြစ်တယ်လို့ပဲပေါ့နော်ချစ်ချင်းသူပျောက်ထွက်သွားတယ်တဲ့တက်တာသွားတယ်ပေါ့နော်အဲ့ချိန်ကစပြီးတော့ဒီပြန်ရက်တွေကိုသူဂျုံသွားတယ်ပေါ့နော်ပြီးတော့မြေပြစ်သူကလည်းမေးတယ်ကောင်းလေးတဲ့ငါမသိခင်ပေါ့နော်မင်းပောက်ကြရတယ်ဗာလေလောက်ထားသေးတယ်လို့သူပြန်မေးလိုက်တဲ့ခါကျတော့သူကလည်းပုံမှန်လေးနဲ့ပြောပြလာပေါ့နော်အဖေနဲ့အဖေသိမ့်ထားတဲ့ချွတ်တွေကိုကျွန်တော်ယူပြီးတော့ဒီမှာပေါ့နော်ဒီရုပ်တရုပ်တော့ကျွန်တော်လောက်ထားတယ်ပေါ့နော်ဒီမင်းအဲ့ဒါရဲ့ကွာလို့ဘူးလိုမျိုးဖြစ်တာဆိုပြီးတော့သူ့ဖေကပြောတယ်တဲ့ပြီးတော့ဒီရသေးရုပ်လောက်ဖို့အတွက်ချွတ်နေရဆိုလို့ရှိရင်တင်းញိုင်းခုနှစ်ခုကရထားတယ်ချွတ်နေနဲ့ပေါင်းဆက်ပြီးတော့လောက်ထားတယ်ချွတ်နေဖြစ်တယ်တဲ့နည်းနည်းရရချွတ်တော့ပုံပေါ့နော်တင်းញိုင်းခုနှစ်ခုကချွတ်ရဲ့ပြီးတော့လူတွေသေဆုံးသွားတဲ့အခါမှာရတဲ့အယိုးပြနဲ့ကိုရောသမားဝင်ပြီးတော့နေထားတဲ့ရွှွနေဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကိုမင်းကသွားပြီးတော့လှုပ်လို့ဘူးလို့ဖြစ်တာဆိုပြီးတော့သူကပြောတယ်တဲ့ဒါကတော့သူဒီတရားရက်တွေကိုမရဘလို့စပြီးတော့ဝါသနာပါခဲ့ပြီးတော့အထက်နဲ့ဆရာသမားတယောက်ဖြစ်လာတယ်ဆိုတာကိုသူပြောပြတာပေါ့နော်ခုဒီမှာမြင်တွေ့နေရတဲ့ရုပ်ထုတွေကဆိုလို့ရှိရင်ဒါရသိရုပ်ထုတွေဖြစ်တယ်ပေါ့နော်ဒါထိုင်းလို့သူကရသိရုပ်ထုလို့သူခေါ်တယ်ဒီရသိတွေထဲမှာဆိုလို့ရှိရင်ကြားရသိရှိတယ်ပြီးတော့စင်သိပုံစံမျိုးဝတ်ထားတဲ့ရသိရုပ်ထုတွေရှိတယ်ကြားတစ်ပိုင်းလူတစ်ပိုင်းနဲ့ရသိရုပ်တွေလည်းရှိတယ်ဒါကတော့ဂမ်ဘီယာနယ်ပယ်ကတို့နိုင်ငံမှာထူးခြားတဲ့ဆရာကြီးတွေရဲ့ရုပ်ထုတွေဖြစ်တယ်ပေါ့နော်ဒီလုပ်ငန်းစဉ်ဒီနယ်ပယ်ကလူတွေဆိုလို့ရှိရင်တော့ကျွန်တော်ထပ်ပို့ပြီးတော့သူကသိတာပေါ့နော်ဒါကတော့ကျွန်တော်လေ့လာထားသလောက်သိသလောက်အထက်မှာပါတာလေးကိုကျွန်တော်ပြောပြတာဖြစ်တယ်ဗျာတို့နယ်ပယ်ကလည်းအရန်ကမှကျယ်ပြန့်နေပေါ့နော်ကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တို့ပြောနေတဲ့ခန်းလန်းဆရာတွေကကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုရင်အောင်လန်းဆရာသမားပုံစံမျိုးတွေနဲ့စိတ်နေတယ်ပေါ့နော်ဒီအထက်လန်းအောင်လန်းဆိုတာကလည်းထက်လန်းဆရာသမားလည်းအောင်လန်းနန်းကိုကြည့်ကြံလို့ရတယ်ပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ဥပမာလူတယောက်ကိုကျွန်တော်တို့ကအကောင်းတဲ့ဘက်ကိုပဲဦးစားပေးပြီးတော့လုပ်ပေးနေတယ်ဆိုလို့ရှိရင်ကိုတက်တဲ့ပညာနဲ့ပေါ့နော်လုပ်ပေးနေတယ်ဆိုရင်ဒါကထက်လန်းလို့ပြောလို့ရတယ်ကိုတက်တဲ့ပညာတွေကိုဘောတော့တစ်ဖက်လို့ဒုက္ခရအောင်လှုပ်ဆောင်တယ်ဆိုလို့ရှိရင်ဒါအောင်လန်းလို့ပြောလို့ရတယ်ပေါ့နော်ဒီဆရာကြီးကလည်းအောင်လန်းထက်လန်းကိုသူအဲ့လိုမျိုးရှင်းပြတာပေါ့နော်အထက်လန်းဆရာတိုင်းလည်းအောင်လန်းကိုလုပ်လို့ရတယ်အောင်လန်းကြီးပဲတသက်တဲ့လုပ်နေတဲ့သူဆိုလို့ရှိရင်ဒါအောင်လန်းဆရာလို့ပြောလို့ရတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်အထက်လန်းပညာကိုတက်ပြောင်းတယ်ဒါပေမဲ့တစ်ဖက်လူကကိုယ့်ကိုတိုက်ခတ်လာတယ်ဒီလူကိုပြန်ပြီးတော့ပညာပေးမှရတော့တယ်ဆိုလို့ရှိရင်ဒီလူကိုနာကြည့်အောင်ပေါ့နော်ဒီအောင်လန်းကိုသုံးရတာမျိုးတွေရှိတယ်ဆိုပြီးတော့ဆရာကြီးကပြောပြတယ်ပေါ့နော်ဒါကတော့အထက်လန်းနဲ့အောင်လန်းသူတို့ခံယူထားတဲ့ပုံစံပေါ့နော်ပြီးတော့ခုမြင်တွေ့နေရတဲ့ဒီကုမထောင်နဲ့ရောက်ပါဆိုလို့ရှိရင်လည်းသူတို့အမျိုးတွေကတည်ဆုံးသွားတယ်ခလေးလေးရဲ့ဝိညာဉ်ကိုထည့်သွင်းပြီးတော့ပြုလုပ်ထားတာပဲဖြစ်ပါတယ်ခလေးလေးရဲ့ဒီဘီချိုတဲ့အခါမှာကြာတယ်အယိုးပြကိုယူပြီးတော့ပေါ့နော်လောက်ထားတယ်ကုမထောင်နဲ့ရောက်ပဲဖြစ်ပါတယ်ဒီကုမထောင်နဲ့ရောက်ကဆိုလို့ရှိရင်အရန်ကိုမှအကျိုးပေးတယ်ဆိုပြီးတော့လည်းဆရာကြီးကပြောတယ်ပေါ့နော်သူရှိပါဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံကနာမည်ကြီးရဲ့လူပညာရှင်တွေတော်တော်များများရဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေတော်တော်များများလာရောက်ပြီးတော့အဆောင်အယောင်လက်ဖွဲ့တွေရေဒီယာတွေလာလုပ်ကြတယ်လို့ဆိုပြီးတော့လည်းဆရာကြီးကပြောပြတယ်ပေါ့နော်ဆရာကြီးရဲ့အခုဗီဒီယိုရဲ့ဒီ comment အောက်မှာဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံကနာမည်ကြီးလူပညာရှင်တွေတော်တော်များများပေါ့နော်ဆရာကြီးရဲ့အဆောင်အယောင်တွေရေဒီယာတွေကတောင်းတယ်ဆိုပြီးတော့လည်း comment တွေမှာဒါချီတူးစကားတွေရေးထားတာကိုလည်းတွေ့ရတယ်